ပြောဘာဖြစ်လဲ ယောက်ျားမိန်းမစကားနားထောင်တဲ့ယောက်ျားပြက်စီးလို့ဘယ်ယောက်ျားမှမရှိဘူး ဟုတ်လို့လား ဖះเจ้าမှာသွားနားထောင်စရာမလို မိမဓမြတိုက်ခိုင်းရင်လား ဖះเจ้าမှာသွားနားထောင်ပြီး မိမဓမြတော့တိုက်ခိုင်းရင်လားဘယ် မ လိုလဲ လိုဖះเจ้าမှာသွားနားထောင်ပြီးလာပြီးတော့လေ့ကျင့်စရာမလိုယောက်ျား ဖះကြောင့်သွားစားမလို့ သွားစရာမလိုမိန်းမစကားပဲနားထောင် မိမစကားနားထောင်ပြီး ပြီးပြီမပြက်စီးဘူး တေးကြလို့လား တေးကြအဲ့ဒီစကားကတော့ပုံမှန်ငါဖះเจ้าတော့မသွားဘူးလားငါမိန်းမစကားပဲငါနားထောင်အိမ်မှာနေပြီးတော့ဖះเจ้า ဘာလကတက်တယ်ဝိုင်းတော့ပူရာဟောလကတက်တယ်ဝါနဲ့ ဖះเจ้าသွားစရာမလိုမိန်းမစကားနားထောင်ရင်ဘယ်တော့မှမပြက်စီး အတိညာတာလားဝိုင်းနော်ချရမောတယ်ရမငါချရမောတယ်ဖွယ်ညာတာ အဲ့ဒါဟိုစစ်ခေတ်ဟိုတဲ့အယူဆတယ် မောနေပြောတာဟုတ်လို့လားမိမစကားနားထောင်ပြီးဖះเจ้าတော့သွားစားမလို့ သွားစရာမလိုဘူး အကောင် ယောက်ျားမပြက်စီဘူးနေမပြက်စီဘူး အကောင်အဆင်ပြေတယ် အကုန်အဆင်ပြေ ဟောအဲ့လိုလား မိမနေမကြိုက်တာလောက်ခိုင်းတာမဟုတ်ပဲသူက မိမမကြိုက်တယ်ငါဘာမလုပ် အဲ့ ဘူး မှာ လေ ယောက်ျားသိမိမဆင်ပြီးနေ ငါကြိုက်တယ်ပဲငါလောက်တာ ဖះเจ้าကသာနားထောင်စရာမလိုကိုမိမစကားဝဲကိုနားထောင် ပြီးဆရာ ဘယ်တော့မှမပြက်စီဘူး โอเค